မင်္ဂလာပါ Prime Medical Solution မှာကြိုဆိုပါရစေ။ကျွန်မနာမည်ဆွစေပါပါ။ ကျွန်မနာမည်နောက်ခိုင်မြတ်ကိုဖြစ်ပါတယ်။ ဒီနေ့မှာတော့ Prime Medical ကနေလုပ်ငန်းရှင်အများစုမိနစ်ရှိရဲ့မိကွန်းတစ်ခုကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ဘာကြောင့်လုပ်ငန်းရှင်အများစုကကုန်မဲ့တစ်စိတ် treatment ကိုစာချုပ်စာတမ်းရုံးမှာတင်နေကြသေးရတယ်။ဒါကအမှန်တကယ်ဥပဒေအရလုံလောက်မှုရှိပါသလား။ ဟုတ်ပါတယ်ဒီမိကွန်းကအရင်ရေးကြည့်ပါတယ်။အရင်တော့မှာ treatment office တိတက်မရှိသေးတဲ့အချိန်မှာလုပ်ငန်းရှင်တွေက registration of deed ဆိုတဲ့စာချုပ်စာတမ်းရုံးမှာ declaration of ownership တင်ပြီးကို brand ကိုရတဲ့နည်းနဲ့အကာအကွယ်ယူခဲ့ကြတာပါ။ဒါဟာရခိုင်စနစ်ရလုပ်ခဲ့တဲ့လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။ ဆိုအခုလက်ရှိမှာစာချုပ်စာတမ်းရုံးမှာတင်ထားရုံနဲ့ treatment ခွင့်ရပြေးဝရလာအဲ့ဒါလေးလည်းဆွေးနွေးပြပါအောင်ရှင်။တိုးချုံပြောရရင်မလုံလောက်တော့ပါဘူး။2019ခုနှစ်မှာကုန်မှန်းစိတ်ပိုင်ခွင့်ဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်မှာပေါ့နော်အခုချိန်မှာ trademark ကို intellectual property department IPT မှာလာတရားဝင် registration လုပ်ရပါတယ်။စာချုပ်စာတမ်းရုံးမှာတင်တာက3နှစ်ကျော်တစ်အထောက်အထားတစ်ခုသာဖြစ်ပြီးယခုဥပဒေက trademark right အကောင့်မပေးနိုင်တော့ပါဘူး။လုပ်ငန်းရှင်တွေမသိရပါသူတို့မှပုံတင်ထားတဲ့စာချုပ်စာတမ်းမှာကိုပဲကုန်မှန်းစိတ်ပိုင်ခွင့်အတွက်မှပုံတင်ပေးခြင်းမဟုတ်ပါဘူးဆိုရဲတုံးထူထားတာကိုတတိမထားမိကြပါဘူး။ဒါကြောင့်အရင်ကတည်းကကုန်မှန်းစိတ်ပိုင်ခွင့်အနေနဲ့တင်ခဲ့ကြတာမဟုတ်ဘဲနဲ့ဥစွာသုံးစွဲပါတယ်ဆိုတဲ့အထောက်အထားတစ်ခုအနေနဲ့ပဲမဟာကြေညာခဲ့တာဖြစ်ပါတယ်။ဆိုလုပ်ငန်းရှင်တွေကအခုဘာလုပ်တင်လဲဆိုတာလေးလည်းဆွေးနွေးပြပါအောင်။အရေးကြီးဆုံးက brand ကိုတကယ်ကောက်ွယ်ချင်တာပဲဖြစ်ဖြစ်တခြားသူကတူပတ်သုံးဆွဲခြင်းမလုပ်နိုင်အောင်ထိချုပ်ခြင်းပဲဖြစ်ဖြစ်တရားရုံးမှာအမှုဆွဲဆိုတဲ့အခါအနာရခြင်းပဲဖြစ်ဖြစ် IPT မှာ trademark registration လုပ်ဖို့လိုအပ်ပါတယ်။စာချုပ်စာတမ်းရုံးမှာမှတ်ပုံတင်ခြင်းဟာထောက်ထားတစ်ခုသာဖြစ်ပြီးတော့ဒီ mobile ခွင့်အခွင့်အရေးကို IPT မှာမှတ်ပုံတင်ခြင်းရှိမရှိဆိုတဲ့အချက်နဲ့ပဲဆုံးဖြတ်တာပဲဖြစ်ပါတယ်။လက်ရှိမှာကုန်မှန်းစိတ် mobile ခွင့်ဥပဒေစနစ်ဟာ first to find စနစ်ဖြစ်တဲ့အတွက်ဥစားမှတ်ပုံတင်ကိုပဲအခွင့်အရေးပေးမှာဖြစ်ပါတယ်။ဒါကြောင့် brand တစ်ခုက3နေရာကြာပြီဆိုတာနဲ့မလုံလောက်ပါဘူး။မှတ်ပုံတင်ထားရဲဆိုတာထက်ဗမာတင်ထားရဲဆိုတာကပိုပြီးရေးကြည့်ပါတယ်။ trademark အတွက်အမှတ်တကယ်လို့တမှုရခြင်း intellectual property department IPT မှာ registration မဖြစ်မနေလုပ်ဖို့လိုအပ်ပါတယ်။ဒါကြောင့်လွယ်မစွာမှတ်ပုံမတင်မိစေဖို့ Prime Medical Solution မှာအမှန်တကယ်လှုပ်ဆောင်ရမယ့်နည်းလမ်းတွေကိုမျှဝေလိုက်ပါတယ်။ Your creation is our protection